ဒီနေ့မြန်မာရွှေဈေးကတော့မနေ့ပိုင်းမှာဈေးတက်ပြီးမှညနေပိုင်းမှာတော့အနေငယ်ဈေးပြန်ကျပါတယ်။မြန်မာငွေဈေးကတော့ပုံမှန်ပေါက်ဈေးတိုင်းပဲရှိနေပါသေးတယ်။အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က23ရက်နေ့တလပိုင်း2026ခုနှစ်ရှိမြန်မာရွှေဈေးကတော့16ပဲရင်မီလေးရွှေတစ်ချက်သားကိုဆိုင်ကရောင်းတဲ့ဈေးက103သိန်းဆိုင်ကလက်ခံတဲ့ဈေးက102သိန်းစနစ်ဟောင်း15ပဲရင်တစ်ချက်သားကိုဆိုင်ကရောင်းတဲ့ဈေးက96သိန်း9000နှစ်သိန်းမီလေးရွှေတစ်ချက်သားကိုဆိုင်ကရောင်းတဲ့ဈေးက100သိန်း3000ဆိုင်ကလက်ခံတဲ့ဈေးက103,000စနစ်သစ်15ပဲရည်ချက်သားကိုဆိုင်ကရောင်းတဲ့ဈေးက95သိန်း3000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4055ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက3955ကျပ်ယူရိုငွေကိုမြန်မာကျပ်ငွေ4965ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3180ဆိုင်ကလက်ခံတဲ့ဈေးက3090တရုတ်ငွေကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက983ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက968ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2986ကျပ်ထိုင်းမန်မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပိတ်ချေသမားတွေကဘတ်ငွေ990ကိုမြန်မာကျပ်ငွေတစ်သိန်းအပေးပဲယူသမားတွေကကျပ်သိန်းကိုဘတ်ငွေ980မလေးငွေ100.6နှစ်ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ4000ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ3939.39ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2250နေတဲ့သမားခွင်5ကိုမြန်မာကျပ်ငွေတစ်သိန်းကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့နေတဲ့ငွေလွှဲတော့မယ်ငွေလဲလဲလို့တော့မယ်ဆိုရင်တော့ဝန်ဆောင်မှုပေးတဲ့သူရှိကိုရင်ပုံဆက်ပေးမှာပဲငွေလဲလဲလောက်ကြပါလို့ကျွန်တော်ကကြံပြခြင်းပါတယ်ဒီမှာရွှေစင်ငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြည့်ရှင်းနိုင်ကြပါစေ